ချောဆူလူခိုတို့မူကဆေးချောဆူလူလာကကလေးတွေကကြီးပြင်းလာတာခိုတို့မူနော်တဲ့ဆေးချောအိုးတဲ့ရော်လောခေါ်ဘူးကလေးတွေကြီးပြင်းလာတာကိုရော်လောခေါ်ပြီး must 1တာတယ်ပျော်ရွှင်နေပေါ့နော်ဒီရော်လောခေါ်ပြီး must ခန်းကြီးဆိုတာ and2 ကဆေးချောဆိုတာနေ့တော့တေချာကြည့်နော်ဆေးချောဆိုတဲ့ကောင်ကနေ့တော့နာလူဖြစ်လာတယ်ဆိုတဲ့ဟာနဲ့သုံးတာဒီနောက်သူ့ဒီလိုမျိုးနဲ့ရေးပြီးတော့နေ့တော့ဒါနှလုံးသားထည့်တယ်ဆိုရင်အဲ့ကောင်ကတခြားဟာဖြစ်သွားတယ်နော်တော်ပါကြီးအဲ့ဒါတွေက and2 ကခန်းကြီးတွေပါမှားတတ်တာတွေ and3 မှာမပါဘူးအဲ့တော့ကဲကြည့်မယ်နောက်တစ်ခုကပါလေတဲ့ဒီမှာဆိုရင်ဒီညောနော်တဲ့စေးချောတဲ့ပြောကြတော့ခဲဆိုင်ကတဲ့အိုးခိခုစေးချောရှိတာခဲဆိုင်ဆိုတာစီးပွားရေးကအကြီးကြီးဒါစေးချောစုဆိုတာကြီးပြင်းလာတယ်ဒါဆိုတာဆိုတာတဲလူပြုစုပြထောင်တာတွေအဲ့ဒါတွေနဲ့သူကသုံးလို့ရတယ်လို့ပြောတာစေးချောလူစုဆိုတာဒါကြီးထွားတော့ကဘလောက်လဲအဲ့ဒါမျိုးတွေသုံးတာပါစေးချင်းဆိုတာအရွယ်ရောက်တာလေအရွယ်ရောက်ပါတယ်အဲ့မှာစနေတို့အရွယ်ရောက်ကုန်ပြူပွဲတို့ဘာလို့တော့ရှိသေးရဲ့လीနော်အန်ဖိုမှာကြက်ခဲ့တယ်နီဟွန်တယ်ဝါဟာတာချီအီဂျောနော်တဲ့အသက်20အကျော်ဆိုရင်တဲ့ဟစ်တိုအိုလူတွေကိုတဲ့စေးချင်းတို့အီဟုတဲ့အရွယ်ရောက်ပြီလို့ပြောကြတယ်နော်မြန်မာပြည်မှာဆိုရင်ဒါဘယ်နှစ်တော့18နှစ်ဆိုအရွယ်ရောက်တာလားအဲ့ဒါမျိုးလားမူစုခေါ်ဝါတဲ့ဒါမူစုခေါ်သားကတဲ့စေးချင်းရှိတယ်တဲ့စေးချင်းရှိတယ်ဟာတရာအီတေအီရူတဲ့သူအရွယ်ရောက်ပြီးတော့အခုဆိုရင်သူအလုပ်တွေဘာတွေလုပ်နေပြီနောက်လက်ထပ်ပြီးတော့ကလေးတွေမွေးတော့မဟုတ်လားအဲ့မှာကောလက်ရှိကစေးချင်းရှိကိစားဒါအရွယ်ရောက်ကွန်ပျူပွဲတို့ဘာလို့ N4 မှာချက်ခဲ့တဲ့ဟာကြီးပါမိနန်းမိစေးနန်းတဲ့အဲ့လိုသုံးပါတယ်စနေတို့ဒီသူ့ရဲ့စန့်ကျင်ဘက်တိုင်းစာစန့်ကျင်ဘက်မိစေးနန်းစာအသက်မပြည့်သေးတာကိုပြောတာပါအဲ့လိုပါဂေါကကုရှိမဆိုတာအောင်မြင်တယ်ရှီကန်နီဂေါကကုစုတို့ဒါဆမ်မွဲမှာအောင်မြင်သွားတယ်เนาะအဲ့လိုမျိုးအဲ့တော့ဖတ်ကြည့်အောင်ဒိုင်းကကုဒီမှာတော့ရေးပြထားပါတယ်ဒိုင်းက